ကဘာပေါ်မှာလေမတော်စားမှုအများဆုံးဖြစ်ခဲ့တဲ့လေရင်ထောက်လုပ်တဲ့ကုမ္ပဏီဆိုရင် Boring ကိုပဲပြရမှာပါ2000ပြည့်နှစ်နောက်ပိုင်းကနေ2025ခုနှစ်ဆိုရင် Boring ရဲ့မတော်စားမှုအကြံရည်အတွက်ဟာ4900ကျော်ထိရှိခဲ့တာပါမကြာမီရက်ကမှအိန္ဒိယနိုင်ငံအိန္ဒိယလေကြောင်းလိုင်းမှာဖြစ်ပျက်သွားတဲ့လေရင်ပြတ်ကျမှုဟာဆိုရင် Boring 737 Dreamliner လေရင်မျိုးစားပါ။ဘာကြောင့် Boring လေရင်ရဲ့ပြတ်ကျမှုနှုန်းအများနေရတာလဲ။လေရင်တစ်ခါပြတ်ကျပြီဆိုရင် Boring လေရင်ကပဲပြတ်ကျတာကိုတွေ့ရတာပါ။ Hello အားလုံးမင်္ဂလာပါ။ ဒီဗီဒီယိုနဲ့အားလုံးကြိုဆိုလိုက်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ Boring ကုမ္ပဏီအကြောင်းနဲ့ဘာကြောင့် Boring လေရင်ရဲ့ပြတ်ကျမှုနှုန်းအများနေရလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။ပထမဦးဆုံး Boring ကုမ္ပဏီအကြောင်းကိုတော့အနေငယ်သိထားသိပါတယ်။ Boring ကုမ္ပဏီကိုတော့အမေရိကန်နိုင်ငံတေးလုပ်ငန်းလောက်ကင်သူ William Boring ကနေပြီးတော့1936ခုနှစ်မှာဝါရှင်တန်စီယက်တဲမြို့မှာစပြီးတည်ထောင်ခဲ့ပါတယ်။ပထမဆုံးလေယာဉ်ကုမ္ပဏီကိုတော့ Pacific Aero Products ဆိုပြီးပေးထားတာပါ။ William ကသူ့ရဲ့တငယ်ချင်း Conrad Westaway နဲ့ပူးပေါင်းပြီးပထမဆုံးလေယာဉ်ဖြစ်တဲ့ BQ Seaplane ဆိုတဲ့လေယာဉ်ကိုထုတ်လုပ်ခဲ့ပါတယ်။ဒီလေယာဉ်ကိုတစ်သားနဲ့ပိတ်ချောတွေပါတုံးပြီးပြုလုပ်ထားတာပါ။တနစ်ပြည့်ပြီးတဲ့နောက်ပိုင်း1939ခုနှစ်မှာတော့ Boring Aeroplane Company ဆိုပြီးအမည်ပြောင်းလဲလိုက်တာပါ။သူတို့ရဲ့ပထမဆုံးထုတ်လုပ်လိုက်တဲ့လေယာဉ်ရေတပ်အတွက်ဒီဇိုင်းဆွဲထုတ်လုပ်ထားတာဖြစ်ပြီးအခုခေတ်လိုမျိုးမြေပြင်ကနေပြန်တက်သွားတဲ့လေယာဉ်ပုံစံမျိုးမဟုတ်ပါဘူး။ရေပြင်ကနေပဲအချိန်ယူပြီးတော့မှအမြင့်ကိုပြန်တက်သွားတဲ့ပုံစံမျိုးပါ။သူတို့ရဲ့လေယာဉ်ကိုတော့အမေရိကန်စစ်တပ်နဲ့ရေတပ်တွေမှာအသုံးပြုသလိုနောက်ပြီးလေကြောင်းဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်းအစပြီးအသုံးပြုလာခဲ့ပါတယ်။1919ခုနှစ်မှာဝီလီယံကEtihad နဲ့ပူးပေါင်းပြီးလေယာဉ်ပြန်တရက်ပြပြန်တက်မှုခရီးစဉ်ကိုစတင်ခဲ့ပါတယ်။ဒီပြန်တက်မှုခရီးစဉ်ကကနေဒါနိုင်ငံနောက်ပိုင်းခြမ်းကနေအမေရိကန်ပြည်ထောင်စုစီစာအိပ်ပေါင်း60ကိုတည်ဆောင်လာတဲ့ C700 နဲ့ပြန်တက်လာတာပါ။အဲဒီနောက်ပိုင်းမှာတော့စီးပွားရေးဖြစ်လေယာဉ်တွေပဲထုတ်လုပ်ဖို့ပိုပြီးအာရုံစိုက်လာခဲ့ပါတယ်။ Boring မှာထုတ်လုပ်ခဲ့တဲ့လေယာဉ်မျိုးစားတွေကတော့ Boring 707, 737, 747, 767, 777နဲ့787 Dreamliner မျိုးစားတွေပါ။ဒါတင်မကပါဘူး Boring ကုမ္ပဏီကစစ်ဘက်ဆိုင်ရာစစ်လေယာဉ်တွေနောက်ပြီးစစ်လက်ဟက်ယာဉ်တွေကိုပါထုတ်လုပ်ခဲ့တာပါ။ဒီအထက်ကမှအကျော်ကြားဆုံးဆိုရင်တော့ F-15 နဲ့ F-A-18 တို့ကနာမည်ကြီးတာပါ။ Boring ကနောက်ထပ်တူးခြားအနေနဲ့အာကာသခရီးစဉ် Starliner ဆိုတဲ့လုပ်ငန်းမျိုးကိုလည်းပိုင်ဆိုင်ထားတာပါ။ဒီသူတို့ထုတ်လုပ်ထားတဲ့လေယာဉ်ထက်ကမှလေကြောင်းခရီးစဉ်တွေမှာအသုံးများတဲ့လေယာဉ်မျိုးစားတွေကတော့737 series တွေနောက်ပြီး787နဲ့777 series တွေကလူကြိုက်များပါတယ်737 series ထဲမှာဆိုရင်737 300 600 700 800 900 737 Max လေယာဉ်တွေလည်းပါဝင်ပါတယ်ကမ္ဘာအရောင်းအရဆုံးလေယာဉ်မျိုးစားလည်းဖြစ်တယ်လို့နောက်ပြီးပြတ်ကျမှုအများဆုံးဖြစ်ခဲ့တဲ့လေယာဉ်မျိုးစားလည်းဖြစ်ပါတယ်ဒီ737 series တွေကပဲလေယာဉ်မတော်စားမှုအကြိမ်ရေအတွက်ဟာ950ကျော်ထိရှိခဲ့တာပါ2024ခုနှစ်ဒီဇင်ဘာလမှာဖြစ်ပျက်ခဲ့တဲ့ကိုရီးယားဂျန်ကျူလေကြောင်းလိုင်းရလည်း737-800လေယာဉ်ကိုပဲအသုံးပြုထားတာပါဒီပြည့်စင်မှာလည်းလိုက်ပါလာသူ189ဦးတည်ဆုံတော့ခဲ့ရတာပါ787 Dreamliner မျိုးစားကတော့အလယ်လက်ရွယ်စားရှိပြီးခရီးသည်တွေအတွက်တက်တာရှိစေမဲ့ဒီဇိုင်းမျိုးကိုဆွဲထားတာပါမကြာခင်ကမှဖြစ်ခဲ့တဲ့အိန္ဒိယနိုင်ငံလေယာဉ်ပြတ်ကျမှုဟာလည်း787 Dreamliner လေယာဉ်မျိုးစားပါဒါမဲ့ဘာကြောင့်လေရင်ပြတ်ကျသွားသလဲဆိုတဲ့အကြောင်းပြချက်ကိုတော့ဒီနေ့ဒီချိန်ထိစုံစမ်းစစ်ဆေးနေတော့မှာပဲဒီထဲကမှလိုက်ပါလာသူအားလုံးကတည်ဆုံးခဲ့ပြီးတယောက်ထဲကတာအသက်ရှင်ကျန်ခဲ့တဲ့ဝမ်းနည်းစရာဖြစ်ပျက်တစ်ခုပဲဘာကြောင့် Boring လေရင်ရဲ့ပြတ်ကျမှုနှုန်းဟာတခြားပြိုင်ဘက်ကုမ္ပဏီတွေပိုများနေရတာလဲစစ်တမ်းတွေရဆိုရင် Boring လေရင်ပြတ်ကျမှုနှုန်းဟာသူ့ရဲ့ပြိုင်ဘက် Airbus ကုမ္ပဏီတွေထက်ပိုပြီးများနေတာပါနောက်ပြီးပြတ်ကျတဲ့လေယာဉ်အများစုဟာသူ့ရဲ့ပြန်တက်သွားတဲ့အချိန်နဲ့ဆင်းသက်တဲ့အချိန်မှာအဖြစ်များတာပါBoring လေယာဉ်ပြတ်ကျရခြင်းအကြောင်းရင်းတွေကအဓိကအကြောင်းရင်းနဲ့ပြတ်ကျပြီးသားလေယာဉ်တွေရဲ့ဖြစ်ပျက်သွားတဲ့ပုံစံကိုတစ်ချက်ကြည့်ရအောင်နံပါတ်1အနေနဲ့ကတော့ပညာရေးဆိုင်ရာစက်ပစ္စည်းချွေရမှုများနဲ့ပိုင်းလော့တွေရဲ့အစီအမံခန့်ခွဲမှုအမှားတွေလည်းမူတည်ပါတယ်Boring 737 Max လေယာဉ်ပြတ်ကျမှုမှာဆိုရင် MCAS လို့ခေါ်တဲ့ MCAS System ဆိုတဲ့အလိုလျောက်လေယာဉ်ထိန်းကြီးတဲ့စနစ်ရဲ့ချွေရမှုကြောင့်လေယာဉ်2ကြိမ်ပြတ်ကျခဲ့ပြီးလူပေါင်း134ဦးအထိတည်ဆုံခဲ့တာပါMCAS ရဲ့ system ဆိုတာပါလေသူရဲ့အလုပ်လုပ်ပုံကဘယ်လိုလုပ်လဲ MCAS ရဲ့ system အလုပ်လုပ်ပုံကလေယာဉ်ပိုင်းလောက်ကသူ့ကိုထိန်းချုပ်စရာမလိုဘဲနဲ့လေယာဉ်မျက်နှာပြင်မော့ပြီးမြင့်တက်လာတဲ့အခါသူကအောက်ကိုဖိချတဲ့ပုံစံမျိုးပါလေယာဉ်ရဲ့အရှိတ်မျက်နှာပြင်မြင့်တက်လာတဲ့အချိန်မှာ MCAS ရဲ့အလုပ်လုပ်ပုံကတော့လေယာဉ်နောက်မေးရဲ့အနေမြင့်ရှိတဲ့အတိုင်းသူကအရှိရဲ့မျက်နှာပြင်ကိုသူကဖိချတဲ့ပုံစံမျိုးပါဒါဆိုဘာလို့လေယာဉ်ပြတ်ကျလာလဲ MCAS က error ဖြစ်ပြီးဆိုရင်system ကမျက်နှာပြင်မြင့်တက်နေပြီဆိုပြီး
အထင်မှားပြီးလေရင်ကိုအလိုလျောက်အနှိတ်တို့တွန်းချလိုက်တာပါပိုင်းလောက်ကဒီ system ကိုမထိန်ချောက်နိုင်ရင်လေရင်ပြတ်ကျမှုကဖြစ်နိုင်ခြေပိုများပါတယ်နောက်တစ်ခုကထွက်လို့မှုရည်တွေမပြည့်မီတာနဲ့စစ်ဆေးမှုအားနည်းကြောင်းပါ2024ခုနှစ် Alaska Airlines မှာဖြစ်ပျက်သွားခဲ့တဲ့လေရင်တကားပြုတ်ထွက်သွားမှုကလည်း Boeing ရဲ့737 MAX 9လေရင်ကိုအမျိုးအစားကိုအသုံးပြုထားတာပါပြန်တိုင်းနေတဲ့အချိန်မှာလေရင်တကားပြုတ်ထွက်သွားတဲ့အတွက်ကြောင့် Boeing ကုမ္ပဏီပေါ်လူတွေရဲ့ယုံကြည်မှုကတဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်ရာသီဥတုအခြေအနေကြောင့်လည်းပြေးလန်းချော်ပြီးလေရင်တိတ်မှောက်ခဲ့တဲ့အခြေအနေလည်းရှိခဲ့ပါတယ်ဆက်ချွေမှုကြောင့်ဘိန်းချလို့မရတဲ့ပြဿနာကလည်းလူသေးဆုံးမှုကိုဖြစ်စေခဲ့ပါတယ်ဒါပေမဲ့ဒါတိတ်ပြီးစိတ်ပူစရာမရှိပါဘူးဘာလို့ဆိုအချက်လက်တွေရဆိုရင်လေရင်ပြန်တက်မှုအကြံရည်တသက်မှာမှပြတ်ကျနိုင်မှုဟာ2ကြိမ်လောက်ပဲရှိတာပါဒါအလိုနဲ့ပါတဲ့ပမာဏတစ်ခုပါဒါမဲ့လေရင်ပြတ်ကျပြီးဆိုရင်လိုက်ပါလာသူအားလုံးရဲ့အသက်အန္တရာယ်ကတော့အာမခံနိုင်ဖို့တော်တော်လေးချိန်နေနေပါတယ်တခြားတည်ယူပို့ဆောင်ရေးစနစ်ဖြစ်တဲ့ကားတွေနဲ့မတူပါဘူးကားတွေမှာဆိုရင်လူရဲအတွက်အလိုနေပါတယ်ဆိုပေမဲ့လေရင်မှာတော့တခါပြတ်ကျပြီးဆိုရင်တော့ရာကနေနဲ့ထိခိုက်ဆုံးရှုံးမှုတွေရှိပါတယ်ဒီနေ့ဗီဒီယိုကတော့တလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်